Dating advice for man producer ကိုရွှေမန်းတရုတ်ဆောင်တန်တာမိုးတိတ်နဲ့ကွဲဝါးပြီးတော့ဆရာဝန်မလေးကိုလက်ထပ်ယူရတဲ့လူအများစုမတိသေးတဲ့အကြောင်းရင်း၅ချက်ကိုပြောမယ်ဒီဗီဒီယိုလေးအစားဆုံးကြည့်သွားဆိုရင်ညီလေးတို့အခြေအမှာစောင်းရန်ရှောင်းရန်တွေနဲ့မိမကောင်းမိမမြတ်တို့ဘလို့ရွေးချယ်ပြီးတော့လက်ထပ်ယူရမယ်ဆိုတာကိုတေးတေးကြကြသိသွားမှာဖြစ်တယ်ကဘာလှက်အမေရိကန်အချစ်ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားလိုက်ပါဒုထောက်တောင်းပန်ခဲ့ရတဲ့တထေးကြီးကိုရွှေမန်းမင်းကလေးတယောက်ကိုတွဲချင်တိုင်းတွဲပြီးမယူရင်ဘာတွေဖြစ်ကုန်လဲဆိုတာကိုမြန်မာပရိုဂျူဆာခရိုနီထိတ်တန်းတထေးကြီးကိုရွှေမန်းကဘဝနဲ့ရှင်ပြီးသက်သေပြခဲ့ပါပြီအားလုံးသိပြီးသားပြဿနာတစ်ခုဖြစ်တဲ့တန်တာမိုးသိမ့်နဲ့ကိုရွှေမန်းကိစ္စမှာအမားတွေကိုထက်တလဲလဲကျူးလွန်ခဲ့သူဖြစ်တဲ့ကိုရွှေမန်းဟာတန်တာမိုးသိမ့်ရဲ့မိဘတွေကိုပါအနုညွတ်တောင်းပန်ခဲ့ရတယ်လို့သိရပါတယ်ဒီဖြစ်ရကဘဲကစတယ်လို့ဆိုရင်ကိုရွှေမန်းရဲ့ချင်းချိတ်တဲ့မင်္ဂလာဆောင်ကြီးကစတင်ခဲ့တာဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာမြန်မာနိုင်ငံရဲ့ပရိုဂျူဆာလေးဖြစ်ထိတ်တန်းတထေးကြီးလေးဖြစ်တဲ့ကိုရွှေမန်းနဲ့ဆရာဝန်မလီတို့ရဲ့မင်္ဂလာပွဲဟာဒိတ်တိတ်ကျနာမည်ကြီးလို့နေပါတယ်။မင်္ဂလာဆောင်မလေးဝါလုံးနဲ့စတဲ့မင်းသမီးစုံတွေကကိုရွှေမန်းနဲ့ဆရာဝန်မလေးကိုဘလို့အောင်သွဲပေးခဲ့ကြောင်းမင်္ဂလာရှုပြီးရွှွှွှဝင်အောင်ပြောဆိုနေခဲ့ပါတယ်။တိမ်မောင်များစွာတိမ်တဲ့ချီပြုံးပြီးမင်္ဂလာဆောင်ကိုသူ့ထက်ကအပြိုင်ဆောင်မှာဖြစ်ကြောင်းအခြေဦးနဲ့လက်ထပ်ရတဲ့ပွဲမှုဘလောက်ကုန်ကုန်မညွန့်ညင်ကြောင်းမီဒီယာတွေကလည်းမြှောက်ပစ်ပြီးရေးသားထားကြပါတယ်။ဒီအကြောင်းကိုတွေ့တဲ့အခါပွဲတိုင်းဝင်ပါတတ်တဲ့ပြည်ရင်တရားကအငြိမ်မနေနိုင်ပဲစပြီးအားချောင်းပါတော့တယ်။ပြည်ရင်တရားကပရိုဂျူဆာကိုရွှေမန်းနဲ့တန်တာမိုးသိန်းဟာအမှုပညာလောကထဲမှာပေါ်ပေါ်တင်တင်တွဲလာခဲ့တာ3နှစ်ရှိပြီဖြစ်ကြောင်းအမှုပညာလောကသားအားလုံးသူတို့နှစ်ယောက်တွဲနေတာကိုသိကြကြောင်းနေ့တေချာကြီးတွဲဖြစ်လာတဲ့အတွဲမို့ဘယ်တော့ရှုမလဲဆိုပြီးအားလုံးကစောင့်ကြည့်ရတဲ့အထိအားကြတဲ့အတွဲဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝါလုံးနဲ့စာနေမင်းသမီးကမနာလို့ဖြစ်ပြီးသူဟာသူအဆင်ပြေနေတဲ့တွဲကြတဲ့ကိုခုနကဆရာဝန်မလေးထည့်ပေးလိုက်တာဖြစ်ပါတယ်။တန်တာမိုးသိန်းနဲ့တွဲနေမှန်တီတီကြီးနဲ့ကိုရွှေမန်းနဲ့မိတ်ဆက်ပေးလိုက်ပြီးဆရာဝန်မလေးကိုလိုက်ဖို့လဲအားပေးအားမြောက်လုပ်ခဲ့တယ်လို့ပိုးပန်းတော်လေးကူညီခဲ့ပါတယ်။တစ်ဖက်မှာလည်းတန်တာမိုးသိန်းက3နှစ်လုံးတော့ကိုရွှေမန်းနားမှာပဲနေပြီးရွှေမန်းဖောက်ပြန်သမျှကိုမရကြီးတယောက်လိုလိုက်ရှင်ပြီးသူမရဲ့ချိန်ကြီးအားလုံးကိုမြုံနှံထားခဲ့ပါတယ်။ဒီလိုနဲ့ကိုရွှေမန်းဆရာဝန်မနဲ့ဖြစ်နေတာကိုသိသွားတဲ့အခါမှာတော့အဲ့ရတဲ့လဲတဲ့အထိဖြစ်ခဲ့ပါတယ်။ပြည်ရင်တရားကဒီချောင်းကိုထားပြောတဲ့အခါမီဒီယာတွေကလည်းစားပေါက်ရပြီဆိုပြီးတန်တာမိုးသိန်းကိုအဝါစားပြီးမှရွှေမန်းကဆရာဝန်မလေးကိုကောက်ယူလိုက်တယ်လို့ပတ်စံလူချင်းလို့အနာကက်တဲ့မိန်းမတွေကိုဗနက်နဲ့တွဲအချိန်တိုင်းပညာတတ်မိန်းမကောင်းလေးကိုပဲလက်ထပ်လိုက်တယ်လို့နဲ့တည်င်းနေစုံနေအောင်ရေးကြပါတော့တယ်။အဲ့ဒီကမှတော့သူမရဲ့ဂုဏ်သိက္ခာထိပါလာမှုအတွက်မခံနိုင်တော့ပဲတန်တာမိုးသိန်းကလည်းပြန်လဲချေပတဲ့ post တစ်ခုကိုရေးတင်ခဲ့ပြီးအဲ့ဒီထဲမှာတော့သူမဟာကိုရွှေမန်းထားခဲ့တာကိုခံရတာမဟုတ်ကြောင်းရွှေမန်းရဲ့ဖောက်ပြန်မှုတွေကိုလည်းလက်မခံနိုင်တော့လို့သူမကသာထားခဲ့တာဖြစ်ကြောင်းဆရာဝန်မနဲ့မင်္ဂလာဆောင်တော်မင်းညာတီသူမကိုတတိယရဲဆိုပြီးရွှေမန်းကစာရီလာပို့နေကြောင်းတပ်တင်နဲ့တကွာဖော်ထုတ်ခဲ့ပါတယ်ဒီတော့ကြည့်ရှုသူတွေလည်းဖြစ်စဉ်လုံးစုံကိုသိသွားပြီးရွှေမန်းကိုစွန့်ကြည့်ဝိုင်းလောက်ခဲ့ကြတာမို့လို့အမားလောက်ထားတဲ့ရွှေမန်းလေးသူကိုခွင့်လွှတ်ပေးပုံတန်တာမိုးသိန်းကိုပြေခဲ့ပြီးသူမရဲ့မိဘတွေကိုပါဒူးထောက်တောင်းပန်ခဲ့ရတယ်လို့သိရပါတယ်။ဒါဟာမိမတယောက်ကိုတွဲချင်တိုင်းတွဲပြီးအတီမီယူရင်ဘလို့ပြဿနာတက်သွားမလဲဆိုတာမြင်အောင်ပြလိုက်တဲ့သက်သေလေးဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအခုဖြစ်စဉ်အစားဆုံးကိုဘယ်လိုထင်တယ်လဲဆိုတာနဲ့တန်တာမိုးသိန်းနဲ့ရွှေမန်းကိစ္စမှာဘသူလွန်တာလဲဘသူကတနာဖို့အကောင်းဆုံးလဲဘသူကဗီလင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်ရှင်ဆောဆောတန်တာမိုးသိန်း post တင်နေဆိုရယ် post ဒီ post အရှိရေးထားတဲ့ post နော်သူကပြန်ပြီးတော့ဖြည့်ရှင်းထားတာမီဒီယာအားလုံးကသူ့ကိုပြစ်ပြီးတော့ပညာတတ်ဆရာမတွေယူရတယ်ဆိုပြီးတော့အများကြီးပြောနေတော့သူမိဘမခံနိုင်ဘူးသူရောမခံနိုင်ဘူးအဲ့ဒါကြောင့်ဖြည့်ရှင်းပြီးတော့အရှိရေးထားတဲ့ post ဖြစ်ပါတယ်အမှန်ကညီလေးကိုတေချာစဉ်းစားမှဆိုရင်နော်တကယ်မိန်းမရဲ့ super power ပါလဲဆိုတော့အဲ့လောက်ကြီးအရှိပြောစရာမလိုသူတခုံးပဲပြောစရာလိုတယ်โอเคဒီ3နှစ်9နှစ်ဘယ်နှစ်ဖြစ်ပေါ့တွဲရတဲ့အချိန်ထဲမှာသူ့ကိုတေချာစောင့်ကြည့်တယ်သူကတစ္ဆာမရှိတဲ့အတွက်ကြောင့်ကျမရဲ့အပြိုစင်ဘဝတွေကိုကျမထိန်းသိမ်းထားတယ်ထိုက်တန်တဲ့ကျမကိုတကယ်လက်ထပ်ယူတဲ့အတီယူရဲ့ယောက်ျားကိုပဲ
ပေးမယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်သူနဲ့ဘာမှမဖြစ်ခဲ့ပါဘူးเนาะအဲ့လိုပြောနိုင်မှာဆိုရင်ဘာမှအထင်လွဲစရာအကြောင်းမရှိတော့မိန်းကလေးကောင်ကထိတ်ဆုံးရောက်သွားပြီထိတ်ဆုံးရောက်သွားပြီအကယ်၍ကိုရွှေမန်းကเนาะဆိုတော့ဝေမင်းမောင်ကသူ့ကိုပြစ်ခဲ့တယ်ပဲထားပါစို့เนาะအဲ့လိုပြစ်ခဲ့တယ်ဆိုရဲမိန်းကလေးကဂုံမရောက်သူ့ရဲ့အပြိုစင်ဘဝကိုကိုရွှေမန်းကမရဘူးလေဟုတ်ပါမရတဲ့အတွက်ကြောင့်သူကစိတ်မရှိဘဲနဲ့တခြားမိန်းမကိုတွားပြီးယူရတယ်အဲ့ဒါဆိုအဲ့ယောက်ျားကအေးတန်မိုးတိတ်မရှိယောက်ျားဖြစ်သွားပြီဟုတ်တယ်မလားဒီအချစ်ဗီဒီယိုလေးပြောတဲ့နေရာမှာဒါဖြစ်ရမှန်အပြင်လောကမှာအကုန်လုံးဖြစ်နိုင်တယ်နော်ဒီတန်တာမိုးတိတ်နဲ့ကိုရွှေမန်းနဲ့ကိုဝေမင်းမောင်နဲ့ဆရာဝန်မလေးတွေနော်သူ့ကိုဝေဖန်တိုက်ခတ်ပြီးတော့ပြောတာမဟုတ်ဒါသူ့ရဲ့ exam တကယ်ဖြစ်ရမှယူပြီးတော့ညီလေးကိုပညာရအောင်တင်းတင်းကြပ်ကြပ်ပြောပြတာအပြင်လောကမှာဒီလိုဖြစ်ရမလဲအများကြီးပဲเนาะအဲ့ဒါကြောင့်အရန်အရေးကြီးဒီလိုအချစ်ပညာတွေကိုတတ်ချင်ဆိုရင်ဒီ channel လေးကို subscribe လုပ်တာပါမင်းလေးတယောက်ဘာမှအရှိရေးနေစရာမလိုအဲ့တခွန်းနဲ့ပြောလိုက်ပြီးပါကိုရှင်မပြစ်ခဲ့တယ်ဆိုရင်မှ तू ကတန်ဖို့မကြဘာကြောင့်လဲဆိုတော့ကိုရွှေမန်းကပစ္စမရှိရလို့ကြောင့်မစောင့်နိုင်တော့ကောင်မလေးအများကြီးတခြားကောင်မလေးတွေစားတယ်ဒါပေမဲ့အမျိုးသမီးเนาะသူနဲ့တွဲခဲ့အမျိုးသမီးကအပြိုရည်ကိုထိန်းနိုင်တဲ့အတွက်ကြောင့်ခုံကအရန်တက်သွားပြီเนาะအကယ်၍စောစောကမိန်းကလေးကသူ့ကိုပြစ်ခဲ့တယ်ဆိုထားပါတော့เนาะသူတစ္ဆာပေါက်ဖြစ်ပြစ်ခဲ့တယ်ဆိုတာဒါနားလေတယ်ဘာကြောင့်လဲဆိုတော့အေးသူ့ကိုတကယ်တန်ဖိုးထားတဲ့အမျိုးသားအတွက်လက်ထပ်ယူမဲ့အမျိုးသားအတွက်ပဲတေးတေးကြကြထိန်းသိမ်းထားတာဆိုပြီးတော့လူရဲ့အထင်ကြီးမှုဒီလိုမျိုးလက်ဖြောက်တီလို့ချက်ချင်းရသွားတယ်အယမ်းမှန်တာပေါ့ဘယ်လိုပဲဖြစ်နေပါစေဒီမိန်းကလေးတန်ဖိုးထားတတ်တယ်ထိန်းသိမ်းတတ်တယ်ဒါမှအမျိုးသမီးကောင်းဂုံတိတ်ခါဆိုတော့လုံးဝတက်သွားပြီဘာပဲဖြစ်နေပါစေเนาะပြောပြလို့ဆိုရင်လမ်းဘေးကတောင်စားမိန်းကလေးပဲဖြစ်ပါစေအပြိုစင်စစ်ကိုထိန်းသိမ်းနိုင်တယ်ဆိုတာဒါတော်တော်အရေးချင်းရှိတော့เนาะတေချာစဉ်းစားရင်းနေတော့ယောက်ျားလေးရဆိုရင်သူ့ရဲ့အဓိကတာဝန်ပါလဲဆိုမိန်းကလေးရအောင်လုပ်ဖို့တာဝန်เนาะမိန်းကလေးကိုဘာမှ effort တိတ်ထုတ်စရာမလိုဘဲနဲ့အိတ်ကိုရအောင်လုပ်နိုင်ရဆိုတာအရေးချင်းတစ်မျိုးเนาะဘာကြောင့်လဲမိန်းကလေးတောင်းပေးပြီးတော့လွယ်လွယ်နဲ့အိတ်တာမဟုတ်မိန်းကလေးရဲ့အရေးချင်းပါကိုမိဘပေးထားတဲ့အမွေအပြိုစင်ဘဝကိုတေချာထိန်းသိမ်းနိုင်ရဆိုရင်ဒါထိန်းသိမ်းနိုင်တဲ့အရေးချင်းရှိရဲ့အမျိုးသမီးပဲเนาะအရန်အရေးကြီးတယ်အခုပြောမှာတော့အဲ့လိုတန်တာမိုးတိတ်ပို့စီတော့เนาะထုံထင်အောင်ထိုးလို့ခေါ်တယ်example ကနေပြီးတော့သူကနေပြီးတော့ဖြည့်ရှင်းပေးတယ်လားဒီလိုမျိုးတန်တာမိုးတိတ်တင်တဲ့အတွက်ကြောင့်ဟိုဆရာမလေးကစနက်ကြော်တယ်ဆိုလူရသွားပြီးတော့ပြောကြတယ်ပြီးပါရင်ဆရာမလေးကိုထိခိုက်ရတဲ့ကြောင့်ဒီလိုမျိုးသူကနေပြီးတော့ဂျာတင်ရင်ချင်းပေါ့သူတင်ရင်ချင်းเนาะဆရာမလေးကလက်ထပ်ယူထားကိုရွှေမန်းအဲ့တော့သူတင်ရင်ချင်းအစားသူကဖြည့်ရှင်းရဲ့ post တွေတင်ထားတယ်အဲ့ post မှာတေးသေးကြကြဖတ်ကြည့်မှဆိုရင်လူလောကရဲ့ main လေးပေါ်ထင်မြင်ဟာတွေ social status တွေအဲ့ဒါတွေကွာတယ်ဆိုတော့တိမယ်လူရဲ့ဗဇက်ကဖွင့်မပြောတကယ်ပြဿနာဖြစ်တာပဲတကယ်ဆုံးဖြတ်ချမှဆိုရင်စိတ်ထဲကနေပြီးပဲဖြစ်ဖြစ်တကယ်လက်တွေ့မှာဖြစ်ဖြစ်ရွေးချယ်မှုတွေကအဲ့ဒီပုံမှာမူတည်ပြီးတော့ရွေးချယ်သွားတာအများကြီးပဲเนาะအရေးကြီးရဒီပွဲမှာဘသူကိုအားပေးပါတယ်လေပလိတ်တရုပ်ခုမအမရေးထားတာပါစောစောသူပါပြောရတယ်ဆိုထုံးကပါပြောဆိုအခုတလောဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းခဲ့လို့တယောက်ဖြစ်သွားမို့တဲ့ဖြစ်ခဲ့တဲ့မြောက်အမှန်တမ်းချပြချင်ပါတယ်ဒီလိုချပြချင်ဘသူတူတယောက်ကိုမှနင်းတာထိခိုက်စေလို့ချင်းအငြင်းမရှိသေးတော့အခုချိန်မှာအဓိကလူနှစ်ဦးတူကတရင်ကြီးတောင်းတမလေးနဲ့တူကသူ့ခင်မုံအပေါ်အထင်မြင်လွယ်မဆူဆွဲခြင်းတွေတရလွန်ဖြစ်လာသလိုဒီလို post တင်တွေအပေါ်ကာရှင်ကစိတ်ထဲဘလို့မှမရှိပဲနဲ့ဆွေမျိုးတဲ့တရင်ကြီးများစိတ်မကောင်းပါဆိုရှင်းပြရခြင်းဖြစ်ပါတယ်နော်အထူးသဖြင့်ပျော်ရွှင်ပွဲအတိပြီးပြည့်စုံတဲ့မင်္ဂလာပွဲကျင်းပပြီးခါစားတရင်ချင်းဒေါက်တာမိန်းကလေးကိုပုံကိုရေးတိုက်ခိုက်တာလေမတရားတစ်ဖြစ်စော်ကားရေးထားကွန်မန့်တွေနဲ့ချိုးနေနဲ့ဆက်ဆက်ခံရတာတိတ်များလာကိုရေးသားကျင်းတာဖြစ်ပါတယ်တဲ့
နော်သူနဲ့လက်ထပ်တဲ့သူဒါကျွန်တော်တို့လည်းအမြဲတမ်းစားသူသွားသူခင်မီရင်းနှီးကြတော့ကြော်ကြားသူတုံးဖြစ်ပြီးသူ့ရဲ့နောက်ဆုံးအခုအရန်တင်းကြီးပါတဲ့အချစ်ဆန္ဒဟာ2024နိုဝင်ဘာလမှာပဲအပြီးသက်ပြီးဆုံးသွားတာသူတို့ရဲ့ရင်းနှီးတဲ့လူတိုင်းတရင်ချင်းတိုင်းပြီးကြားတဲ့ကိစ္စပါတဲ့နေလို့ရတဲ့ကိစ္စမဟုတ်ဘူး3နှစ်တာချစ်ဇလန်းလာတယ်ကြားထဲမှာပြဿနာမျိုးသက်အခက်အခဲတွေဖူးထစ်တွေများစွာတဲ့ရှိခဲ့တာပါဘသူမှားဒီမှန်ဒီကျွန်တော်လုံးဝမပြောပါတဲ့ပြောချင်တာကအခုမင်္ဂလေးဒေါက်တာတရချင်းရဲ့ခွန်ခင်မောကသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနေ့ကနိုဝင်ဘာလမှာပြက်ပြီးနောက်မှာသူ့နှုတ်စတင်တွေ့ခဲ့ပါတယ်တဲ့အဲ့ဒီမှာမင်းမင်းချင်းသဘောကျစိတ်ဝင်စားအောင်တရချင်းဒေါက်တာကျွန်တော်ကတစ်ဆင့်မိတ်ဆက်ခံချင်းကန်တာတွေလုပ်ပါတယ်တရချင်းတွေကတားကြပါသေးတယ်ကျွန်တော်တရချင်းဒေါက်တာလေးကအမှုပညာလောကတွေကမဟုတ်တလို့အနေအိတူရိုးရှင်းသူမိဘအတိုင်းဝအနေထားအရအပျော်ကြံမှုမတင်ကြောင်းခမားရဲ့အရေးစရဲတွေဖျောက်ဖျက်ပြီးမှချစ်ကြိုက်တဲ့ကြောင်းဖြောင်းပြခဲ့တာပါအဲ့လိုပြောလာတော့တန်တာမိုးတရားတွေ့ပြီးတော့လုံးဝစော်ကားခံရလို့ဖြစ်သွားအဲ့တော့သူက live တွေတင်တယ်နော်အမှန်ကတော့ဟုတ်တယ်အရေးသားတွေကအဲ့လိုမျိုးမိန်းကလေးဘက်ကဖတ်ကြည့်မှဆိုအဲ့လိုဖြစ်သွားတယ်နော်တိတိကျကျအရန်သတိထားဖို့လိုတယ်ဒါပေမဲ့ဒါကဘာကြောင့်အဲ့လိုဖြစ်သွားလဲဒါ society status society perception ဆိုတာရှိတယ်ဘလောက်ပဲပြောနေပါစေလူတွေနော်လူတွေရဲ့စိတ်ထဲကမတိစိတ်ပဲဖြစ်စေတိပဲဖြစ်စေဆရာမကတရုပ်ဆောင်မင်းသမီးမော်ဒယ်တဲ့ပို့ပြီးအစ်စ်မြင့်နော်အမြဲတမ်းမှတ်တာညီလေးမှတ်တာနော်ဘာကြောင့်လဲတရုပ်ဆောင်မင်းသမီးမော်ဒယ်ဆိုတာဘလို့နာမည်ကြီးတာလဲဆိုတော့ producer တွေ director တွေနဲ့အိပ်ပြီးတော့မှမင်းသမီးတွေဖြစ်တာနဲ့ model ဖြစ်တာနဲ့နော်အပြိုမစစ်တာတွေကရှားတယ်နော်ပြီးတော့မင်းသမီး model ကဘသူမဆိုဘွဲရကြမလို့လုပ်လို့ရရုပ်ကလေးရှိလုပ်ရတယ်ဒါပေမဲ့ပညာတက်ရမှာပေါ့နော်အဲ့လိုတရုပ်ဆောင်ပညာတက်ရမှာနည်းနည်းပါးပါပေါ့ဒါပေမဲ့ပြောချင်တဲ့ဘုရားဆရာဝန်လိုမျိုး6နှစ်ကြာမှ9နှစ်ကြာမှဘွဲရပြီးတော့ resident ဆင်းပြီးတော့နူနာကိုကုသရတယ်လို့ criteria မရှိဘူးလူတိုင်းဝင်လို့ရအဲ့တော့အမှ status ကလုံးဝကွာဝါးယူမိမချောတွေကအများကြီးရှိရနော်ချောလို့ချောပြီးတော့ပညာတတ်မိမရပူရှားတယ်အဲ့တော့ညီတို့မိမရွေးမယ်ဆိုရင်တခြားစဉ်းစားပါနော်ယောက်ျားလေးအများစုရဲ့အတွေ့ရပါတယ်ဆိုတော့တွဲချင်သူတွဲရအများကြီးတွဲရတယ်ဒါပေမဲ့ပိုရွေးမိန်းကလေးကိုကြည့်ပြီးတော့ညီတို့အစင်တန်းအရေးချင်းကိုတတ်မှတ်လာတာပဲညီတို့ဘလောက်ပဲတော်နေပါမစေနော်အပြတ်မှယူထားမယ်အပျော်မယူထားမယ်အပြိုမဆက်ယူထားမယ်အရက်တော့မိမစိတ်တော့မိမတက်တူးထိုးထားမိမနော်ယောက်ျားတကာဖြစ်မိမယူထားမယ်ဆိုညီလေးတို့ရဲ့အဆင့်ကအောက်ကျသွားပြီအရန်ကွာသွားပြီလူတွေပြောချင်မှပြောနေမှာဒါပေမဲ့နောက်ကမှပြောမှာပဲအဲ့တော့အဲ့အရာတွေတတိထားပြီးတော့တိတိကျကျစဉ်းစားပြီးတော့ယူဒီ channel တွေကယောက်ျားကောင်းယောက်ျားတော်ယောက်ျားမြတ်တွေကိုမိမဆိုမိမပြက်ဒီနဲ့ဝေးအောင်တိတိကျကျပြောပြ channel ဖြစ်တဲ့လူကြောင့်ယောက်ျားဘက်ကြီးပဲပြောမှာဖြစ်ပါတယ်ယောက်ျားကောင်းတွေကာကွယ်ပေးရဟာပဲပြောမှာနော်တိတိကျလမ်းမမရအောင်ပြောမှာဖြစ်ဒါမင်းကြီး channel မဟုတ်မင်းကြီး channel ကြည့်ရှင်ဆရာစီမှာမင်းကြီး channel ရှိရဲတခြားမှာတွားကြည့်ရရတယ်နော်ယောက်ျားလေးအတွက်ဆိုရင်ယောက်ျားလေးဆိုရင်ဒီ channel ကို subscribe လုပ်တာပါ okay အဲ့တော့အနုပညာလောကထဲမှာမဟုတ်ဆိုအနုပညာလောကဒါအချင်းချင်းတည့်ရအနုပညာထဲကကောင်မလေးအားလုံးကအပြူမစစ်ဖို့ကိန်းပူပြတယ်နော်ဖောက်ပြန်တာများတယ်အဲ့လိုသဘောမျိုးဖြစ်နေတာပေါ့ပြောတာနော် तू ပြောလို့ဖြစ်တယ် तू ကိုယ်တိုင် तू သိမှာပေါ့ဟုတ်တယ်မလားဒါရှင်းရှင်းလေးပဲလေအနေအေးသူရိုးရှင်းသူမိသားစုအတိုင်းဝိုင်းအဲ့ဒါကြောင့်ကိုရွှေမန်းကဝေမင်းမောင်ကနော်ဆရာမလေးကိုယူလိုက်လာလားအများကြီးဖြစ်နိုင်တယ်နော်စဉ်းစားတော့ဒါယူလို့ပြပြလာယောက်ျားလေးပဲစဉ်းစားပြပြသူကဂတိတွေအထက်ပေးတကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းကပ်ချင်တာဖြစ်ဆောင်အာမခံတွေခံတဲ့ကျွန်တော်ကိုယ်တိုင်သူနှစ်ဦးမိတ်ဆက်ပေးခဲ့ရပါတဲ့အတူကျုပ်ပြောရမှာဆိုရင်အရင်ဇလန်းပြီးပြတ်ပြီးဆိုတော့မှဒေါက်တာမာလေးကိုစားကြက်ခဲ့တာတဲ့အတဲတိုင်လိုက်ခဲ့ပြီးဒေါက်တာမာလေးကချက်ချင်းအပြေမပေးခဲ့ပါဘူးတဲ့6လနီးပါအတဲတိုင်ကြိုးစားနေ့စဉ်နီးပါပန်းစည်းများပေးပြီးပိုးပတ်ခဲ့ရပါတယ်တဲ့ကျွန်တော်တရင်ကြီးအားကဒီတော့ရိုးတတ်ပါလားလို့အားကြခဲ့ကြပါတယ်နော်
အောအားကြခဲ့ကျင်းနေတာတော့အခုအဲ့လိုမျိုးဆရာမတွေပန်းနေနေတဲ့တော့ပြီးကိုရွှေမန်းဝင်မင်းမှာဆရာမလေးကိုသူ့ထက်မြင့်နေဆိုသူသဘောထားတယ်ညီလေးကိုတခြားတင်ပေးမယ်မိမယူရမယ်ဆိုကိုမိမကိုတကယ်ချစ်ပြီးတော့ကိုလေးစားပြီးတော့တကယ်ဆွဲလန်းပြီးတော့ကိုစကားနားထောင်မိမကိုယူလေးစားနော်အရေးကြီးဘာကြောင့်လဲအဲ့လိုလေးစားဖို့ဆိုရလဲမျိုးသမီးကညီလေးကအမျိုးသမီးတာတယ်လို့သူ့စိတ်ထဲမှာထင်ရမယ်အောင်မြင်ဆုံးအပျော်ရွှင်ဆုံးရည်စားပဲဘဝဖြစ်ဖြစ်အိမ်တော်ကြီးပဲဖြစ်ဖြစ်ကြည့်တယ်မဆိုရင်ယောက်ျားလေးကပူတာတယ်လို့မိန်းကလေးကထင်တဲ့ဟာအကောင်းဆုံးပဲမိန်းကလေးကပူတာတယ်လို့ထင်တယ်ဆိုရင်အဲ့ဒါရေရှည်မြဲကြမှာမြဲနေတယ်နော်ဒါပေမဲ့ကြည့်ပေါ့သူဘယ်လောက်ကြာမြဲတယ်ကြည့်ပေါ့အဲ့ကြောင့်ဆရာကတော့တိတ်ပြီးတော့အာမပေးခြင်းအရန်အတင်းလိုက်ရတယ်အာမပေးခြင်းမိန်းကလေးကအရန်စစ်မှုစားဆိုအတင်းလိုက်မယ်အတင်းလိုက်ရင်ဘာဖြစ်တတ်တယ်သူ့မှာရွေးစရာမရှိလို့ညီလေးတို့ရွေးရဖြစ်နေမှာနောက်ပိုင်းကျရင်သူတကယ်ကြိုက်ကောင်လေးတွေ့လာမှဆိုရင်မဖောက်ပြန်ဘူးပြောမရဘူးเนาะအားကြောင့်ယောက်ျားတွေကဂုံယူမှားတာတခုရှိတယ်။အိုးငါဒီမိန်းမကိုလိုက်ရတာ10ခေါက်လိုက်ရတယ်เนาะ6လလောက်ကြာတယ်9လလောက်ကြာတယ်ဂုံယူနေကြအမှန်ကဆရာကအဲ့ဒါကြားရမယ်ဆိုရင်ဟာဒီမိန်းမသူ့ကိုတကယ်ကြိုက်ရမှာမဟုတ်ရွေးစရာမရှိလို့သူ့ကိုရွေးလိုက်တာเนาะဆရာလည်းအဲ့လိုပဲဆရာကိုခဏလေးကြိုက်တဲ့မိန်းကလေးဆိုရင်ဆရာပို့ပြီးတော့သဘောကျ။ဘာကြောင့်လဲဆိုတော့ तू ကစတဲ့တကယ်ကြိုက်တယ်ချစ်ကြိုက်တဲ့အတွက်ကြောင့်လွယ်လွယ်လေးနဲ့ဆရာကိုနော်အချစ်တွေပြန်ပြီးတော့ပေးလိုက်တာ။မေတ္တာပြန်တုတ်ပြန်ဆရာပေးတဲ့အချစ်တွေကို तू ကပြန်တုတ်ပြန်တယ်။ဘယ်လိုမျိုးလဲ coffee ဆိုင်တောက်မလားဆိုတစ်ခေါက်လည်းပြောလာတဲ့ तू ကထွက်လာတယ်ဒါကိုယ်အရန်စိတ်ဝင်စားလို့အရန်စိတ်ဝင်စားလို့10ခေါက်ပြောရတယ် coffee ဆိုင်မဟုတ်ဟို5 star hotel မှာကျွေးပါမယ်ပြောရမှာမလိုက်ချင်ဘူးနော်လိုက်တယ်ဆိုရင်5 star hotel မှာရောက်ချင်လို့ကြောက်ကိုယ်ကြိုက်လို့လာတာမဟုတ်ဘူးအဲ့အရန်အရေးကြီးအဲ့တော့ညီလေးကိုမိမလိုချင်တဲ့အရန်လိုက်မနေအဓိကလိုချင်ရမယ့်အချက်ပါလားကိုယ်တကယ်လေးစားပြီးတကယ်ချစ်မြတ်နိုးတဲ့ desire ရှိအောင် genuine desire genuine respect ရှိအောင်နော်ကိုယ်တကယ်လိုချင်ကိုယ်အနားမှာမနေချင်တယ်အဲ့ဒါဆိုရင်ပန်းချန်မှာလမ်းလျှောက်လို့ကိစ္စဖြစ်ဘူးသူ့ဘာမှပေးစရာမလိုသူပျော်နေတယ်အဲ့လိုမိန်းကလေးမျိုးနဲ့ဆိုရင်ညီတို့အပျော်ဆုံးဖြစ်မှာနော်အချစ်ပညာရှင်ပြောတာတေးချာနားထောင်ပညာလေးယူထားနော်အရန်အရေးကြီးတယ်အဲ့ရောဆက်ပြီးတော့ကြည့်မယ်ဒေါက်တာမာလေးကိုနေတိုင်းတွေ့နိုင်ဖို့စေခန်းကတလားတာလုံးဝင်ရတဲ့ diet plan ကိုဝင်ပြီးနေတိုင်းတွားတွေ့တယ်နော်ရက်ဘီယာခဏတန်ရွေးတောက်လိရှိသူက diet plan ဝင်ရင်မတောက်စားပဲလုံးဝပြတ်သွားတယ်ဒါကောင်းတဲ့ချက်ပါဘာပြောကောင်းတဲ့အချက်ပဲเนาะဒါဖြစ်သွားတာကောင်းတယ်အစာတွေကအရင်မတောက်အောင်ပါရာပြီးတော့အရင်ပြန်တောက်တာမျိုးမလုံးနဲ့เนาะညီတို့အဲ့လိုမျိုးဟာမျိုးဆိုရင်အရင်မတောက်နဲ့စိတ်နဲ့မတောက်နဲ့နောင်ကစားမလုံးနဲ့အရင်ကြီးကြည့်เนาะမိမရှိမရှိမိလိုချင်ပဲမလိုချင်ပဲကိုယ့်အကူအတိစိတ်ဓာတ်နဲ့ရှိရယောက်ျားပို့ပြီးတော့တန်ဖို့ရှိတယ်เนาะအရင်ရေးကြည့်တခါမှအလှပစိတ်ဝင်စားရောစေးခဏသွားပြီးဆေးတွေထိုးပြီးဘဲလုံးရဆရာမလေးကိုတွေ့ရတယ်ဆိုပြီးတော့နေတန်းကိုတွားတွေ့ရအကုန်အံ့ဩခဲ့ရပါတယ်တဲ့နော်အဲ့လိုမျိုးကြည့်ပြီးတော့စောမင်းတရုပ်ဆောင်မင်းသမီးအောင်တော်လေးရင်ထဲမှာတော့ဟိုဖြစ်နေပါမယ်အသေးရနေပါမယ်နော်မိန်းကလေးတဲ့အမျိုးလေးတာဆုံးဖြတ်ပြီးချစ်သူဖြစ်ခဲ့ကြတာပါတဲ့ချစ်ကြတော့လည်းမခွဲနဲ့မခွာနဲ့နှစ်ဦးတစ်ဖက်နှစ်သက်မြန်လို့ဝါကျွတ်တာနဲ့လက်ထပ်ကြဖို့အရွယ်တွေကလည်းမငယ်ကြတော့လို့လက်ထပ်မင်္ဂလာပွဲကို2025နိုဝင်ဘာလမှာပြုလုပ်စီစဉ်ခဲ့ကြပါတယ်နောက်ဆုံးပြောရရင်ဒိုးသားတော့နောက်ဆုံး HC ကိုပြတ်သွားပြီးမှတစ်ချိန်တစ်ခါဖုန်းဆက်ခဲ့ပါတယ်เนาะလုံခဲ့3-4လတာသူမနဲ့ရန်ကူးရစီစဉ်လာရုပ်ရှင်ကဇလန်းကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများအားသူမပြောခဲ့တော့စကားလုံးများကိုဝန်ထမ်းများမှစာပုခါတွေ့ပြီးတော့ရုပ်တရက်ဒေါ်လာဖြစ်နိုးချင်းမနေ့အစောမှာဖုန်းဆက်မိတာမို့အတိအကျဝန်ခံခဲ့ပါတယ်တဲ့เนาะဖုန်းခေါ်ရဲမကိုင်းဘူးမနေ့မိုးလေးမှာပဲကုမ္ပဏီဝန်ထမ်းတွေဆက်သွယ်ခဲ့တယ်နောက်ပိုင်းရီးစားနဲ့ဆက်သွယ်ခြင်းလုံးဝဖြစ်လို့တစ်ဖက်ကတင်ထားတဲ့ phone screenshot ရတယ်သူ့ရဲ့ AC ရေးခဲ့တာမဟုတ်ပဲ Excel မင်းကလေးတင်ခြင်းမိုင်လေးမှာတင်ထားတာကိုရိုက်ပို့ထားပြင်တယ်အခုဇာတ်လမ်းမှာမလို့လာအဲ့တဲ့အကြောင်းရင်းမှမတိကြမှန်းနဲ့ထင်ကြီးနဲ့ဆွဆွဲခြင်းများစုံကားခြင်းများကိုဆက်လက်မပြုကြဘူးကျွန်တော်ကဂျောင်းဝင်တောင်းပန်ခြင်းပါတဲ့ပြီးတော့ကျွန်တော်တင်ခြင်းဒေါက်တာမာလေးကိုထိခတ်ပြောဆိုနေမှုတဲ့အစွမ်းကိုတီးခံ
နားလည်ပေးနေရတာဒီထက်လုံးမလာကြစီဘူးအပန်တရားကိုမျိုးရှင်းစွာပြောပြခြင်းဖြစ်ပါတယ်ဒီထက်ပိုပြီးတော့စိတ်အနှောက်အယှက်ဖြစ်စေခြင်းထိခိုက်နစ်နာစေမှုဖြစ်လာရင်တော့ကာကရှင်များရဲ့စုပ်ပြည့်ချက်နဲ့တက်ဆက်ပါဆိုအကြောင်းနဲ့ယူသားဆိုပြဒီစာလေးကတော့ထွန်းထွန်း example post လုပ်ထားတာကို ED မရေ copy paste လုပ်ထားဖြစ်ပါတယ်အခုကတော့အဲ့ post ကိုသူဖြတ်လာပါပြီကိုရွှေမန်းဝေမင်းမာလည်းကြားရတယ်ဖြန့်ဖြေပြီးတော့တန်တာမိုးတဲ့ post ဆိုသူ့အကိုဖြတ်လိုက်ကိုရွှေမန်းဝေမင်းမာကောင်းတခုကတော့ဒီ drama မှာသူဘာမှသူအရင်ကတွဲခဲ့တဲ့ရေးစားဟောက်ကိုလည်းအပြစ်ပြောတာမတွေ့ရဘူးเนาะအဲ့ဒါလေးတော့တိတိတတာကွာတယ်အကယ်၍သူကဟိုအရင်ကရေးစားဟောက်အပြစ်ပြောတာတွေ့ခဲ့မှဆိုဒီဇန်ကဒီကပို့ပြီးတော့ကြီးဦးမှာเนาะပြီးတော့ဘသူပြောတာအမှန်လဲဆိုတာလဲသိရမှာမဟုတ်เนาะရေးစားနှစ်ယောက်ကြားနေမရနှစ်ယောက်ကြားဆိုတာဒါသူပြောကိုပြောပဲရှိရတယ်ဘသူအမှန်လဲဆိုတာသိအောင်ပေါ့ဆိုတော့ဖုန်းခေါ်ရဆိုတာလဲမနေ့3နိုင်မှာခေါ်တယ်လို့တန်တာမိုးတက်ရပြောတယ်เนาะဖုန်းခေါ်ရဆိုတော့ရေးစားဟောက်ဆက်သွင်းတယ်တန်တာမိုးတက်ရတယ်သူမင်္ဂလာဆောင်တော့မှမလို့မကောင်းတတ်လို့မကင်ဘူးဆိုတာပြောတယ်သူပြောတာပဲလေဟုတ်လားဟုတ်ရဟုတ်မယ်ဟုတ်တယ်ဟုတ်နိုင်တယ်เนาะဒါပြောပြတာအဓိကသူပြောကိုပြောဆိုတာအမြဲရှိပြီးတော့တချို့ဟာလေးရတယ်ကိုရှိမန်းကိုဝေမင်းမှာပို့စာတင်ထားတာအော်တိုဘာလမှာရေးစားဖြစ်တယ်ကိုတင်ထားတာပြောတယ်เนาะသူအခုပြောရကြနိုဘာလမှာရေးစားဖြစ်တယ်ပြောတယ်ဘယ်ဟာမှန်တယ်လဲပလိတိုက်ထင်ပါတယ်ကိုမမှာရေးတာပါဘယ်လိုပဲပြောမှားတာမှန်တာတော့ကာရှင်မသိပါမယ်เนาะဆရာတော့ဒါမှမဝေဖန်လို့ဒါပေမဲ့အချစ်ပညာပတ်သက်ပြီးလောကမှာဖြစ်လက်ဖြစ်ထားရှိတဲ့ဟာလို့ဆက်ပြီးပြောမယ်เนาะညီလေးတို့တေးကြစောင်းရရှောင်းရနေတယ်ပြီးမှရင်မိမကောင်းမိမမြတ်ညီလေးတို့နဲ့တင့်တော်နေမိမဘယ်လိုရွေးမလဲဆိုတာတေးကြပြောပြမယ်ပြီးမှရင်အဆုံးကြည့်ပါဆိုသူဘာကြောင့်ရွေးခဲ့ဆိုဘာကြောင့်ဖြစ်နိုင်လဲဆိုတာကိုခံမှန်းကြည့်နေပြောပြမယ်เนาะအရင်အရေးကြီးအဲ့ဒါတန်တာမိုးတိတ်တာတုတ်ပြန်တာဟာတွေကမစိုးပါဘူးကောင်းပါလေသူပြောတဲ့ဟာတွေကိုဆက်ပြီးတော့ကြည့်မယ်တကတိကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမတို့လည်းပေးတိုင်းတကတိကနောက်ဆုံးဖျားမှာပါဟိုရေတောက်ပြီးတကတိပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာနော်အဲ့ဒါမပူနဲ့စောကထုံပြောတဲ့ဟာကိုသူကပြန်ပြီးတုံ့ပြန်ဂတိတွေပေးတာဆိုအများပေးဖျားမှာရေတောက်ပြီးတော့ဂတိပေးတဲ့ပြန်တွဲရတဲ့ညီလေးကိုယောက်ျားနေပြောမှဆိုညီလေးကိုမတီးနိုင်တဲ့ဂတိဆိုဘယ်တော့မှမပေးရခေါင်းတယ်နော်ဂတိကအရန်တန်ဖိုးရှိတယ်လောကမှာယောက်ျားဖြစ်ပြီးမိန်းမဖြစ်ပြန်အထူးသဖြင့်ယောက်ျားရဲ့ဂတိကပို့ပြီးတန်ဖိုးရှိတယ်ကိုမိန်းမကိုလိုချင်ပြီးတော့သူလိုချင်ဂတိကိုပေးပြီးတော့မတီးရတဲ့ဆိုင်နော်ကိုပေးထားဂတိကိုတီးထားပြီးတော့သူလိုချင်သူ့ကိုရမရလူမဆိုင်ဘူးနော်ကိုကယောက်ျားရဲ့တစ္ဆာအမှန်တရားမိန်းမအများကြီးတွဲကျင်တာဆိုသဘောပေါက်တယ်ဆိုရင်ဂတိမပေးရအကောင်းဆုံးပဲကိုကဂတိမတီးနိုင်ဘူးဆိုရင်မင်းတယောက်လည်းတွဲပါမယ်လို့မင်းတယောက်လည်းချစ်ပါမယ်လို့မင်းနဲ့ပဲအိပ်ပါမယ်မပြောနဲ့ဘယ်တော့မှမပြောနဲ့နော်အရင်အရေးကြီးရပြောပြီးတော့ဂတိမတီးဘူးဆိုတာဒါယောက်ျားလည်းမပီတာဘူးလူလည်းမပီတာနော်မတီးနိုင်ဂတိဆိုဘာမှမပေးနဲ့ပြီးတော့ဂတိပေးလို့တခြားစဉ်းစားပါโอเคကိုဂတိပေးရမယ်မင်းကလေးကြောင့်ဘာမှမသိသေးဘူးသူ့ကိုလိုချင်တော့ပေးလိုက်တယ်ညီတို့ဂတိပေးပြီးတော့တစ်နှစ်ကြာမှမင်းကလေးကယောက်ျား3-5 ယောက်နဲ့အိတ်ထားတယ်ဆိုရင်ညီလေးတို့အဲ့ဂတိတီးခြင်းမလားပြီးတော့ရင်မင်းကလေးကဖုံးထားတယ်တစ်နှစ်လောက်ကြာတော့ကလေးမေဖြစ်နေတာဆိုတည်တယ်ညီတို့ဂတိပေးသွားပြီဂတိတီးခြင်းမလားနော်မင်းကလေးအဲ့လိုဂတိတောင်းလဲဆိုတာညီလေးတို့ထောင်ချတာနဲ့အတူတူပဲဖြစ်မှာသူ့ဘက်ကအပြည့်ရတဲ့အများကြီးရှိတယ်ချွန်းချက်အများကြီးရှိတယ်တိပြီးတော့ညီလေးတို့စီကနော်ကားအဟောင်းကားအသစ်ဈေးနဲ့ရကျင်လို့ကြောင့်ညီလေးတို့စီကဂတိတောင်းတာဖြစ်မှာပေါ့ဟုတ်တယ်မလားပြီးတော့ထားတော့မင်းကလေးကအပျော်မယ်လုပ်ခဲ့ရဆိုရောညီလေးတို့အဲ့ဂတိတီးနိုင်လားညီလေးတို့ဂတိပေးတော့ယောက်ျားဆိုဂတိတီးရမှာနော်ဆရာပြောကြတယ်ပေါ့ဂတိတီးရဘလို့အချင်းချင်းမျိုးပဲဖြစ်ဂတိတီးရပေးရမယ်အဲ့လိုမျိုးဆိုညီလေးတို့တဘွားလို့တော်တော်စစ်စင်းရဲနေမှာအစင်ပြေမှာမဟုတ်ဟာငါကြောင့်သူ့ကိုတန်ဖိုးထားပြီးတော့တေးချက်ဂတိပေးတယ်တဲ့နော်သူတရားကိုတွဲပါမယ်သူကြောင့်ကြီးရန်ငါဘာမှမပြောထားဘူးအပျော်မယ်ဖြစ်နေတယ်နော်ပြီးတော့ခလေး3-4 ယောက်ရှိတယ်ဟာမပြောထားဘူးညီတို့ညာပြောတာပဲနော်ကားတောင်းဝယ်ဆိုရင်မိုင်း3 သိန်းတန်ကားကိုမိုင်း3 သိန်းပဲရှိပဲဆိုပြီးတော့လိန်ပြီးတော့မိုင်းခွက်ကို
နော်ရှော့ထားရတယ်အတူတူပဲအဲ့လိုမျိုးဆိုတာနော်အဲ့ကြောင့်အရန်အရေးကြီးတယ်တတိထားပါမိန်းကလေးအပြိုမစစ်ဘူးဆိုရင်ဂတိမပေးပါနဲ့ဘယ်တော့မှမပေးပါနဲ့တယောက်ယောက်ျားတွေကအမှန်တရားတော့သိရမှာယောက်ျားဆိုတဲ့တဘာဝနော်တယောက်တည်းမတင်းနေနိုင်ဘူးဒါပဲတော်မဆိုโอเคတယောက်တည်းတင်းနေနိုင်တဲ့ယောက်ျားဖြစ်ပါစေအောင်နော်မိန်းမတယောက်ပဲရနိုင်တယ်အတုံးမကျတဲ့ယောက်ျားပြင်းတဲ့ယောက်ျားโอเคဒီတယောက်မရဘူးဆိုရင်ရမှာမဟုတ်တော့ဘူးအဲ့ဒါဆိုဒီပေးချင်တယ်ဆိုထားပါဦးညီတို့တချင်ညအောင်မြင်ခါကြရင်မိန်းကလေးအများကြီးညီတို့ကြိုက်လာမယ်ဆိုရင်ညီတို့ပေးတာခတိကိုညီတို့တည်နိုင်ပါမလားတေချာစဉ်းစားတော့ယောက်ျားဆိုတဘောကသူ့ကိုအများကြီးမိန်းမတွေအများချစ်လာမယ်ဆိုရင်ခတိတီကအရန်ခရင်အဲ့ကြောင့်တယောက်တည်းတွဲတဲ့ယောက်ျားဆိုတာဘယ်လိုယောက်ျားလေးမျိုးများလဲဆိုတော့အတုံးမကျတဲ့ယောက်ျားပြင်းတဲ့ယောက်ျားတွေများတယ်နော်အလိုနဲ့အရေးချင်းအရန်ရှိနေပြီးတော့နော်ကောင်မလေးအများကြီးလာကြိုက်နေယောက်ျားတွေဆိုရင်နော်အရန်ချောကောင်မလေးလာကြိုက်မယ်အရန်ကောင်းကောင်မလေးလာကြိုက်မယ်အပြိုစစ်လာကြိုက်မယ်ဆိုရင်ဂတိပေးပါမလားမပေးနိုင်ဘူးနော်တခြားစဉ်းစားကြည့်အဲ့လိုယောက်ျားမျိုးရဲ့ဘယ်တော့မှဂတိမပေးဘူးဘာကြောင့် तू သိရလေသူ့ကြိုက်တယ်လို့အရန်များသူ့တကယ်ချစ်တယ်လို့အရန်များအဲ့ဒါဘာကြောင့်ဂတိပေးမလဲဟုတ်တယ်မလားပစ္စည်းမကောင်းတဲ့ပစ္စည်းကားပဲဖြစ်မှာဖြစ်ဖြစ်အရင်နဲ့မကြည့်ခိုင်းတူတာဆိုဘာလို့ဖြစ်ဝန်ဝန်တီးရပေးရနည်းနည်းပဲပေးတာဒါပေမဲ့ကားတစ်ထွက်တယ်ကိုရမှာဆိုရင်ခီယာတို့နော်ယွန်ဒိုင်းတို့နော်အဲ့လိုမျိုးတွေကအတစ်ထွက်တဲ့အချိန်မှာ तू ကဝန်ဝန်တီးအရှိပေးထား10နှစ်ပေးထားရိုးတူတိုင်းပူအများပူပြီးပေးတာဘာကြောင့်လဲဆိုတော့တိတ်ပြီးနာမည်မကြီးသေးတဲ့အတွက်ကြောင့်နော်တိတ် popular မဖြစ်တဲ့အတွက်ကြောင့် popular ဖြစ်တာဟာလည်းအဲ့လိုမျိုးဝန်ဝန်တီးမပေးဘူးအဲ့ဒီတိုင်းပဲအဲ့ဒါညီတို့သေးချာစဉ်းစားနော်ပြီးတော့ဘာကြောင့်ဆရာဝန်မလေးကိုယူလိုက်တာလဲဖြစ်နိုင်ချေ9ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်5ကဆရာဝန်မလေးကဖြူစင်တဲ့အတွက်ကြောင့်အပြိုစစ်ဖြစ်နိုင်တယ်နော်မင်းသမီးကဘယ်မင်းသမီးဖြစ်ဖြစ်ပါဒါတန်တာမိုးတဲ့ဆိုရမှာအပြင်လောကမှာအဲ့လိုပဲနော် producer ဆိုတော့ပို့ပြီးတည်မှာမယ်မင်းသမီးတွေကအပြိုမစစ်တော့ဘူးဘယ်နှစ်ယောက်လဲအိပ်ပြီးသွားမသိဘူးနောက်ကျောင်းတိလေးတွေပို့ပြီးတော့ယူဖို့ခက်နေနေပဲเนาะအတိတ်ကိုနားလည်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะယောက်ျားလေးအများကြီးရတယ်ဆိုတာမိန်းကလေးကအဲ့ယောက်ျားလေးအရင်ချင်းရှိရတဲ့အတွက်ကြောင့်လက်ခံတာဘယ်မိန်းကလေးမှလမ်းဘေးကတနောင်းဆောင်ကိုเนาะတိတ်အိတ်တာရှိတာမရှိဘူးဟုတ်တယ်မလားအဲ့ဒါကြောင့်ယောက်ျားလေးမိန်းမအများကြီးရတယ်ဆိုတာအရင်ချင်းတစ်မျိုးเนาะမိန်းကလေးယောက်ျားအများကြီးအိတ်တယ်ဆိုတာသူမရွေးတတ်တဲ့အတွက်ကြောင့်သူရွေးတဲ့အရေးချင်းမရှိရလို့ကြောင့်နော်သူအရာထိတ်ဆုံးရောက်နေတဲ့ယောက်ျားဟိုတေးသေးချာချာရွေးထားမှဆိုသူတယောက်ထဲရွေးစရာလိုတယ်မင်းကလေးရဲ့အဓိကတာဝန်ကသူကထိမ့်သိမ့်ထားမှာအိမ်တော်ထိမ့်သိမ့်ထားရမယ်နော်အပြူစမောထိမ့်သိမ့်ထားရမယ်အဲ့အရေးချင်းအဓိကယောက်ျားလေးရဲ့တာဝန်ကစီးပွားထွက်ရှာရမယ်ကိုမိသားစုကာကွယ်ပေးရမယ်ကိုအမျိုးသမီးကိုအဖေမေကိုညီကိုမောင်နှမကိုစောက်ရှောက်ရမယ်အဲ့ဒါယောက်ျားလေးအဓိကတောင်းနော်တွားရှာမိန်းမတွေကိုများများကိုကြိုက်တာလုံးဝမအရေးချင်းအဲ့တော့ယောက်ျားကမိန်းမတယောက်ရပြီဆိုရင်သူ့အရေးချင်းကပြည့်စုံသွားပြီမိန်းမကဘာလုပ်ရမလဲမိန်းမအဲ့ယောက်ျားကိုထိမ့်သိမ့်ထားနိုင်ရမယ်ထိမ့်သိမ့်ထားနိုင်ဆိုသူကလည်းလွဲပြီးတော့တခြားမိန်းကလေးကိုမတွဲနိုင်အောင်โอเคတခြားမိန်းကလေးနဲ့အများကြီးတွဲရဆိုရင်မှနောက်ဆုံးသူ့ကိုပဲရွေးအောင်လုပ်နိုင်တဲ့အရေးချင်းရှိရမယ်အဲ့အရင်ကြီးတော့အဲ့ကြောင့်ဘလို့ပဲဖြစ်နေပါစေမင်းကြီးတယောက်ကအိမ်တော်ကွဲသွားရင်ရီးစားပြတ်သွားတယ်ဆိုတာ तू ကနှစ်မျိုးပဲဖြစ်နေတာတစ်ခုက तू ထိမ့်သိမ့်နိုင်ရင်ချင်းမရှိတဲ့အတွက်ကြောင့်နောက်တစ်မျိုးကတေချာစဉ်းစားရမယ်โอเคဒီမင်းကလေးကတကယ်တော်တကယ်ကောင်းတယ်ဆိုရင်အရေးချင်းရှိယောက်ျားဘာကြောင့်သူ့ကိုမရွေးရလဲညီလေးတေချာစဉ်းစားတော့နော်တေချာစဉ်းစားတော့โอเคအပြိုစစ်တယ်ဆိုအဲ့မင်းကလေးအပြိုစစ်ဆိုအော်ဒီယောက်ျားကအဲ့မင်းကလေးအိတ်ချင်ပြီးတော့မရရတော့ကြောင့်သူ့မရွေးတော့အဲ့ဒါဆိုရင်ညီလေးကအဲ့အပြိုစစ်မင်းကလေးကိုတေးချာလက်ထပ်ယူဖို့စဉ်းစားလို့ရတယ်အပြုံမစစ်တော့ဆိုစဉ်းစားโอเคဒီမင်းကလေးကအကုန်ပေးထားတယ်ယောက်ျားလေးအကုန်ပေးထားတယ်โอเคရှိမအားအကုန်ပေးထားတယ်ခန္ဓာကိုယ်ပေးထားတယ်လူပြုံမှုပဲပေးထားတယ်3 4 5နှစ်9နှစ်လောက်သူ့ရဲ့အချိန်ကြီးပေးထားအဲ့အချိန်အတော်တွင်းမှာအဲ့ယောက်ျားလေးတကယ်သူ့ကိုတကယ်ချစ်တာအောင်သူ့ကိုတကယ်လိုချင်အောင်ဘာကြောင့်မလုပ်နိုင်ရလဲသူ့မှာဘာအပြစ်တွေရှိဦးလဲတန်းစီပြီးစဉ်းစားရတော့မှာညီတို့စဉ်းစားကြအများကြီးပေါ်လာပြီတွေ့လားဒီကြစဉ်းစားမင်းကလေးအရေးချင်းဆိုပါတယ်သူ့ကို
ချိန်အတူအတွင်းမှာတေချာတန်ဖိုးထားပြီးတော့လက်ထက်ယူနိုင်အောင်ထိန်းသိမ်းထားနိုင်တဲ့နော်ပြီးတော့ရင်အရင်ခေတ်ရဆိုရင်တင်တောင်းလာဥစ္စာပစ္စည်းတင်တောင်းများများရနေတယ်ပို့ပြီးခုံရှိနေတယ်ပဲအဲ့လိုတင်တောင်းရဆိုတာအပြိုစစ်စစ်မှတင်တောင်းဟုတ်လားအရင်ကဆိုရင်မင်းကလေးပဲကတခြားဘယ်ယောက်ျားလေးမှမပေးခဲ့တဲ့အပြိုစစ်စစ်ဘဝယူလာမယ်နော်အပြိုစစ်စစ်ဆိုတာဘာလဲလူယောက်ျားလေးအတွက်စိတ်အေးရနောင်ရင်းစိတ်အေးရလောကကြီးမှာပတ်စံတဲ့တန်ဖိုးရှိရပါတယ်စိတ်အေးချမ်းမှုကတန်ဖိုးရှိဆုံးပဲဟုတ်တယ်မလားအဲ့ရောအပြုံမစစ်ဘူးဆိုရင် तू အရင်ကဘာတွေရှုပ်ခဲ့တယ်မသိတယ်ဟုတ်စိတ်အေးချမ်းပါမှာမလားဘယ်စိတ်အေးချမ်းမလဲဟုတ်တယ်မလားအဲ့ဒါကြောင့်မိန်းမတွေပဲလားအပြိုစစစ်ဘဝယူတာယောက်ျားတွေပဲလားတခြားမိန်းကလေးကိုတခါမှမပေးဘူးတဲ့လက်ထက်ထိန်များခြင်းနဲ့မိန်းကလေးကိုတန်ဖိုးထားတာဒါညီသူညီမျှနော်အခုခေတ်ကဘာတွေဖြစ်နေလဲဆိုတော့ယောက်ျားတွေကအတုံးမကျယောက်ျားတွေအများရှိတာတော့အပြိုစစ်မဟုတ်တယ်မရရတာယူပါမယ်ဆိုပြီးတော့လက်ထက်ယူကြတယ်အတုံးမကျယောက်ျားတွေပေါ်လာတယ်နော်ပေါ်လာတဲ့အတွက်ကြောင့်မိန်းမတွေကအပြိုမစစ်တော့နော်အဲ့ကြောင့်ဒုက္ခတွေရမ်းများပေါ့အပြိုမစစ်တော့တစ္ဆာရှိဖို့ကိန်းရတယ်အဲ့လောက်ထိမများတော့အပြိုစစ်စစ်ရတစ္ဆာပိုရှိဖို့ကိန်းပိုများတယ်နော်အပြိုစစ်စစ်တိုင်းတော့မဟုတ်ဒါပေမဲ့ပြောပြတာအဲ့ဒါကြောင့်ဒီလိုမျိုးညီမျှမှုမရှိတဲ့အတွက်ကြောင့်လောကရပြဿနာရဲ့အခြေအနေအများကြီးဖြစ်လာတာနော်ဒီကြစဉ်းစားအဲ့ကြောင့်ဆရာမတွေယူလိုက်တော့ဆရာမတွေကပိုဖြူစင်လို့ဖြစ်နေမယ်ဖြူစင်လို့ဖြစ်မှာပေါ့ဟုတ်တယ်မလားနောက်တစ်ခုကဘာလဲဆိုတော့နံပါတ်၄ချက်ဆရာမတွေကသူ့ကိုယောက်ျားလေးကိုနားလည်ပေးတယ်ခွင့်လို့တယ်နော်သူ့အရင်တွဲခဲ့တဲ့ရည်စားဟောင်းတာသူ့ကိုခွင့်မလို့ပဲလေလူရှိသူရှိမှာအဆက်ခွဲတာကြီးလို့ခမှာပေါ့အဲ့လိုမျိုးဖြစ်နေတာပဲဟုတ်တယ်မလားအဲ့ဒါကြောင့်အရင်အရေးကြီးယောက်ျားနဲ့မိန်းမနှစ်ယောက်တွဲတဲ့နေရာမှာနှစ်ယောက်ဆုံးကအပြစ်ရှိတာများတယ်ပဲအထူးသဖြင့်တွဲတယ်ဆိုတာမိန်းမတွေပဲမှာပိုပြီးအပြစ်ရှိတယ်အစတည်းက तू ကဆရာပြောခဲ့တယ်နှစ်ချက်ပဲဖြစ်နေတယ်နော် तू ထိမ့်သိမ့်နိုင်ရေးကြီးမရှိဘူးနောက်တစ်ချက်ပါလဲဆိုတော့ तू အစတည်းကလူကဲခန့်မကောင်းတဲ့အတွက်ကြောင့် तू ရဲ့ judgment နော်လူကဲခန့်မကောင်းတဲ့မိန်းမတွေကမကောင်းတဲ့ယောက်ျားကိုရွေးမိများမကောင်းတဲ့ယောက်ျားရွေးမိရဆိုရင်စဉ်းစားကြည့်အဲ့ဒီမိန်းမကိုညီလေးကိုယူတင်တာသူအရင်အရေးကြီးသူတဘောဘဝလုံးငယ်ရနုပြမှုအပြိုစဘွားလေးကိုပေးတာဒါမှတင်းတင်းကြချမရွေးတတ်ဘူးဆိုရင်ညီလေးတို့ရဲ့ပတ်စံညီလေးတို့ကပတ်စံအပ်မယ်ဟုတ်တယ်မလားလက်ထပ်ယူပါညီလေးတို့ပတ်စံသူကောင်းတင်းကြချစီမံခန့်ခွဲနိုင်ပါမလားညီလေးတို့ရဲ့တာသမီတွေကိုတင်းတင်းကြချဆုံးမတတ်နိုင်တဲ့အရေးချင်းရှိနိုင်ပါမလားတေချာစဉ်းစားတော့အရင်အရေးကြီးရယ်နော်ပြီးတော့နံပါတ်3ချက်ပါလဲဆိုတော့အဲ့အမျိုးသမီးကအဲ့အမျိုးသားစကားနားထောင်နေကြငါစကားတော်နားထောင်ပါလားပြီးတော့နံပါတ်2ကအရင်အရေးကြီးငါအေဂျင့်မှုပေးတယ်အရင်ရီးစားဟောင်းတဲ့ကြတော့နော်အေဂျင့်မှုတစ်ခုမှမရှိဘူးတက်တနာအများရှာတယ်နော်ပြီးတော့နံပါတ်1ချက်ကကိုယ်လေးစားတယ်ကိုယ်ပြဿနာမရှာဘူးကိုတခြားမိန်းကလေးဘယ်လောက်ပဲသွားပြီးတော့ပြောနေပါပါစေနော်တိတိကျကျကိုပြန်ဆွဲယူနိုင်တဲ့ထိမ့်သိမ့်နိုင်တဲ့ပညာရှိတယ်အဲ့လိုမျိုးအများကြီးဖြစ်နိုင်တယ်နော်အရင်အကြီးလူပုံလည်းမှာစောစောတရုပ်ဆောင်တန်တောင်မှုတဲ့ကိုတွန်းလာမှလှုပ်တယ်ညီတို့ဘယ်တော့မှမိန်းကလေးကိုလက်မပွားပါနဲ့ပါရဲ့အချိန်မှာရိုက်နေမယ်ဒါပေမဲ့မိန်းကလေးကအဲ့လိုတွန်းလာမှပြောလိုက်မှဆိုရင်လက်ပါတယ်ဆိုပြီးလူကပြောကြအမှန်တော့တခါနေတော့ကိုလူပုံလည်းတော့အလဲမှာအဆက်ခွဲတယ်ဆိုရင်အနေအကျဉ်းတော့မိန်းကလေးကိုနော်နည်းနည်းပါးပါးနေရာဖယ်လိုက်တာလို့နော်လက်နဲ့ကင်ပြီးနေရာဖယ်လိုက်တာလို့အဲ့လိုမျိုးကိုတွန်းတယ်ဆိုတဲ့ပုံဖြစ်သွားနိုင်ရမယ်ဟုတ်တယ်မလားပြီးတော့ညီလေးတို့ဘက်ကလည်းလေးစားမှုရှိရမှာပေါ့အကယ်ကဂတိမပေးထက်ဘူးနော်တယောက်တည်းတွဲသွားလို့ဂတိမပေးထက်ဘူးထားပါဆိုအဲ့လာတော့မှသူများအရှိမတခြားမိန်းမနဲ့တွဲလာနေမလုံးတော့ဘောဟုတ်တယ်မလားကိုနဲ့သူနဲ့အတူတူနေတဲ့အခန်းမှာတခြားမိန်းကလေးကိုမခေါ်နဲ့ပေါ့အဲ့လိုမျိုးလေးစားမှုရှိရမယ်ယောက်ျားလေးပဲအချစ်ပညာတတ်ဖို့အရင်အရေးကြီးအဲ့ကြောင့်ဒီလိုအချစ်ပညာတတ်ချင်ဆိုရင်ဒီ channel ကို share လုပ်ထားမှာ subscribe လုပ်ထားမှာနော်အရင်အရေးကြီးအဲ့ကြောင့်ဒီအချက်5ချက်တွေမှာဘယ်အချက်တွေကြောင့်ဆရာဝန်မလေးကိုအိမ်တော်အဖြစ်6လတစ်နှစ်အတွင်းမှာရွေးလိုက်တယ်ထင်ပါတယ်လေဒီချာစဉ်းစားနော်
ဒီလိုမျိုးရွေးလိုက်ရဆိုတာဆရာမလေးကအများကြီးတာသွားပြီချစ်ပညာပါမိန်းကလေးဆိုတာစရတွေ့ပြီးတော့နော်အကောင်းဆုံးမင်္ဂလာကြီးကြီးကျယ်ကျယ်စောင့်ပေးကြစေဖြစ်အောင်လုပ်နိုင်တဲ့အချင်းရှိပါပြီမိန်းကလေးဘက်ကနော်ယောက်ျားလေးအတွက်အများဆုံးရင်းနှီးမှုကဘာလဲဆိုတော့လက်ထပ်ယူခြင်းပဲနော်မိန်းကလေးတယောက်လက်ထပ်ယူခြင်းအပြင်သူ့ရဲ့ရင်းနှီးမှုကအများဆုံးပဲကြိုက်တဲ့တော့မိန်းကလေးတွဲလို့ရတယ်မိန်းကလေးအိတ်လို့ရတယ်ယောက်ျားလေးတွေဘာမှပြည့်ကျင်တာရှိတယ်ဒါပေမဲ့တကယ်လက်ထပ်ရမယ်ဆိုရင်ယောက်ျားတဲ့အသေးချာစဉ်းစားအထူးနဲ့ပူအောင်မြင်တဲ့ပူတိုးတက်နေတဲ့အရေးချင်းရှိယောက်ျားတွေပို့ပြီးတော့စဉ်းစားတယ်နော်ပို့ပြီးစဉ်းစားတော့အဲ့ရရနိုင်တယ်ဆိုတော့ဒီသူများ3နှစ်တွဲလာတော့9နှစ်တွဲလာတော့သူ့ကိုလက်မထဘူးဒီအမျိုးသမီးကြတော့6လတနေ့နဲ့လက်ထပ်တယ်တခုခုသူ့စမှာရှိတော့အရင်တယောက်စမှာမရှိတဲ့ဟာသူ့မှာရှိဘလို့ပဲဖြစ်နေမှာမစေနော်မင်းကလေးပဲစဖြတ်တာပဲဖြစ်ပါပါစေဘလို့ပဲဖြစ်နေနော်စဖြတ်တယ်ဆိုတော့မင်းကလေးက reason တစ်ခုပဲရှိတယ်သူစရွေးတယ်ကလူကောင်းကောင်းမရွေးတော့အဲ့အချင်းမရှိတဲ့အတွက်ကြောင့်နော်ဒုတိယအချက်ပါလဲဆိုထိမ့်သိမ့်နိုင်မှုမရှိတော့ကိုယ့်ဘက်ကိုပါအောင် management လုပ်တတ်တဲ့အချင်းမရှိတဲ့အတွက်ကြောင့်အဲ့နှစ်ခုပဲဖြစ်နေတယ်နော်အဲ့ဒါကြောင့်အရင်အရေးကြီးပြီးတော့နောက်တစ်ခုရှိရတယ်ယောက်ျားလေးကတခါလေးကြာရင်အရန်ဆိုးရဲ့မိန်းကလေးတွေ့မှဆိုရင်ကိုကဖြတ်ချင်ပေမဲ့မိန်းကလေးကကိုပြန်ပြီးအနေပြူလာမယ်ဒုက္ခပေးလာမယ်ဆိုရင်ချက်ချင်းဖြတ်လို့မရဘူး။ तू မကြိုက်တဲ့ဟာလေးမျိုးလုပ်နေမယ်နော်အဲ့မိန်းကလေးမကြိုက်ရလုပ်ပြီးတော့မိန်းကလေးစိတ်ကူတော့မိန်းကလေးကငါနေကိုစိတ်ကူပါတယ်ငါနေဖြတ်မယ်အဲ့လိုမျိုးဆိုရင်လွယ်လွယ်နဲ့ပြတ်သွားပြီနော်ကိုယ်ကဒုက္ခမရောက်တော့မိန်းကလေးရဲ့စိတ်ထဲမှာကျဉ်းနေပါတယ်အဲ့လိုမျိုးဖြစ်နေတာအချစ်ပညာတွေနော်အချစ်ပညာအရင်အရေးကြီးအဲ့ဒါတွေတတ်ထားဖို့ညီတို့အများကြီးလိုအပ်တယ်နော်အားကြောင့်အချစ်ပညာပူပြီးတက်ချင်ဆိုရင် Rich Myanmar Daily Advice ပုံမှာကဘာနဲ့အမေရိကန်အချစ်ပညာရှင် channel တွားပြီးတော့ playlist ကိုတွားပြီးကြည့်ရပါတယ်အချစ်ပညာဒေချာတင်ထားမှဆိုရင်ဗီဒီယိုရဲ့အောက်မှာ link နေရှိတယ်နော်အဲ့ link တွေကို click နေတယ်ကြိုက်တဲ့ဗီဒီယို link ရှိတယ် YouTube ဗီဒီယိုတော့ကြည့်ရဲအဲ့ link တွေ click နေပါရင်အချစ်ပညာကိုကောင်းကောင်းတင်လို့ရပါတယ်ကောင်းကောင်းတင်ပြီးတော့တကယ်မိမကောင်းမိမမြတ်ကိုယ်တကယ်ချစ်ပြီးတော့လေးစားတဲ့မိန်းမတွေကိုဘယ်လိုရွေးရမလဲနော်တိတိကျကျဒီပြဿနာတွေမပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာသိသွားမှာဖြစ်တယ် share လုပ်ထားပါ subscribe လုပ်ထားပါ I will see you in the next video bye